Superlight Elite 39ကိုနော်ထုံးဖုံရဲ့အလယ်မှာရှိရပေါ့နော်သူကအစုပ်နဲ့လဲသူကနီးနီးလေးပဲဂိတ်အစုပ်ကိုဒီကနေသွားမယ်ဆိုလို့ရှိရင်လည်းဆိုင်ငယ်နဲ့ဆိုလို့ရှိရင်2မိနစ်3မိနစ်နဲ့ရောက်တယ်ပေါ့နော်နောက်ပြီးတော့ဒီပတ်ဝန်းကျင်ဆိုလို့ရှိရင် international ကျောင်းတွေဈေးရုံတွေနောက်ပြီးတော့ shopping mall တွေ supermarket တွေစားတောက်ဆိုင်တွေဈေးဆိုင်တွေအများကြီးရှိနေရပေါ့ဒီဘက်မှာဆိုလို့ရှိရင်ပေါ့နော်မိသားစုကြီးနေတယ်ဒီပတ်စံရှိရဲ့ millionaire တွေ billionaire တွေနေကြတာပေါ့ဒီဘက်မှာကျတော့လုံးချစ်အိမ်နဲတယ်ဆိုပြီးမဲ့ဒီဘက်ကကွန်ဒိုတွေကကျတော့အခန်းအကျယ်အမျိုးသားတွေပဲများတာပေါ့နော်ဒီ Superlight ကွန်ဒိုဆိုလို့ရှိရင်လည်းသူ့မှာအခန်းအကျယ်ကြီးတွေပဲရှိတဲ့အပြင်ကိုသူ့ရဲ့ဈေးနှုန်းက1 square meter ကို3,500ကျော်လောက်ပဲရှိရပေါ့နော်အခုပြောရလို့ရှိရင်ဈေးနှုန်းအနေနဲ့လည်းအရန်တက်တာရယ် developer အနေနဲ့လည်းဒီလုံးဝ reputation အရန်ကောင်းတဲ့ developer ဖြစ်တဲ့အတွက်အရေးအသွေးလည်းအရန်ကောင်းတယ်ဒီနေရာလဲရွှေလိုမျိုးအရန်တန်ဖိုးမြင့်နေနောက်ပိုင်းဆိုရင်လည်းလုံးဝမြေတန်ဖိုးမလျော့သွားမယ့်နေရာမျိုးမှာရှိရပေါ့နော်ဒါတို့ကွန်တို့ရဲ့ sample နမူနာပေါ့နော်သူကစုစုပေါင်း25လွှာရှိပြီးတော့ပေါ်ဆုံးအလွှာမှာဆိုလို့ရှိရင်ရေကူးကန်ရှိမယ်ပေါ့နော်ပထမဆုံးအလွှာမှာဆိုလို့ရှိရင် garden area ရှိမယ်ဒီအပေါ်ပိုင်းမှာလည်း garden 3ခုတိတိသူကထပ်ပြီးတော့ရှိပါတယ်အထူးသဖြင့်ဒီကွန်တို့ရဲ့အားသာချက်နောက်တစ်ခုကကျတော့အခန်းအရေအတွက်192ခန်းပဲရှိတဲ့အပြင်ကိုမှကားပါကင်က108ရာခိုင်နှုန်းအထိသူကရှိရပေါ့နော်ဆိုတော့အခန်းတိုင်းအတွက်ကားပါကင်နေရာတနေရာစာလုံးဝ guarantee ဖြစ်ပါတယ်ဒါအပြင်ဒီထုတ်မှာပို့သေးရပေါ့နော်ဆိုတော့ဒီကွန်ကကျတော့သူက free hold ရာသက်ပံပိုင်ဆိုင်ခွင့်ရှိရကိုသားသမီးတွေအချီပါအမွေဆက်ခံလို့ရတယ်ပေါ့နော်ကွန်တို့ရဲ့အရှိဖက်လန်ကျတော့သူက Sukhumvit 39လမ်းဖြစ်တယ် Sukhumvit 39လမ်းကနေ Phetchaburi လမ်းကိုပေါ့နော်မီတာ900အတွင်းသွားနိုင်မှာဖြစ်ပြီးတော့ဒီဘက်ကနေပြီးတော့ Sukhumvit main လမ်းမကြီးကိုလည်း1.5ကီလိုမီတာအတွင်းနဲ့သွားနိုင်မှာဖြစ်တယ် BTS from home ကို1.5ကီလိုမီတာဝန်းကျင်လောက်နဲ့ရောက်နိုင်တာပေါ့နော်3 bedroom 94 square meter အခန်းဖြစ်ပါတယ်ရှင်ဒါကတော့ဒီအခန်းရဲ့အခန်းနေရာပေါ့နော်အခန်းနေရာမှာတစ်ဖက်မှာကဝရန်တာနေရာရှိမယ်အခန်းရဲ့တစ်ဖက်မှာဆိုလို့ရှိရင်ဒီမိဖို့ကြောင်ရှိမယ်ပေါ့နော်ဒီကအခန်းနေရာကြတော့သူကဒီဂျန်ခင်းတွေရောမီးတွေရောနောက်ပြီးတော့အဲကွန်းတွေရောဒါပြည့်ဒီမိဖို့ကြောင်ထဲကဆိုလို့ရှိရင် cabinet တွေရောသူကအကုန်လုံးပါပါတယ်ရှင်အခန်းရဲ့အားသာချက်တစ်ခုကကြတော့သူက ceiling height က 2.8 မီတာအထိရှိရပေါ့နော်ဒါကတော့ပုံမှန်ကွန်ဒိုအခန်းတွေထက်အမြင့်ကတော့တော်တော်လေးမြင့်နေအဲ့တော့နေရထိုင်ရတာလေအရန်တောင့်တရှိရရှင်ဒါကတော့အခန်းရဲ့ဝင်ပေါက်ဖြစ်မယ်ပေါ့နော်ဝင်ပေါက်ကနေနောက်တစ်ဖက်သွားမယ်ဆိုလို့ရှိရင်ပထမဆုံးအိတ်ခန်းရှိမယ်ပေါ့နော်တစ်ဖက်မှာဆိုလို့ရှိရင် storage အခန်းရှိမယ်ပထမဆုံးအိတ်ခန်းထဲမှာဆိုလို့ရှိရင်တော့ဝရန်တာမပါပါဘူးဒါပေမဲ့သူ့ရဲ့ပတွင်ပေါက်ရဲ့ size ကဒီ ceiling ကနေပြီးတော့မှကျမ်းပြင်အထိသူရှိရဲ့အတွက်နေအောင်ချီကောင်းကောင်းရပါတယ်ဒီခန်းကျတော့အိတ်ခန်း3ခန်းရှိရဲ့အိမ်သား2ခန်းရှိရဲ့အတွက်အိမ်သားတစ်ခန်းကျတော့သူကအပြင်မှာထားပြီးရပေါ့နော်နောက်တစ်ခန်းကကျတော့ဒီ master bedroom ထဲမှာရှိပါတယ်ဒါတော့ဒုတိယအိတ်ခန်းဖြစ်ပါတယ်ပေါ့နော်ဒုတိယအိတ်ခန်းထဲမှာဆိုလို့ရှိရင်ဒီဝရဏနေရာလဲပါတယ်ပေါ့နော်ဒီက aircon တွေကသူကဒီ wall type လိုမျိုးမဟုတ်ဘဲနဲ့နေရင်ထဲမှာတခါတည်းတတ်ထားတဲ့ aircon type မျိုးဖြစ်ပါတယ်master bedroom ထဲမှာတော့သူက size တော်လေးကြီးပါတယ် Superlight Elite 39ရဲ့ developer တိုက်ရိုက်အခန်းနေရ192ခန်းပဲရှိရဲ့အတွက်အခုလောလောဆယ်တော့သူကအယောင်ဖွင့်ဖွင့်ချင်းမှာပဲရောင်းဝင်သွားပြီပေါ့နော်အကယ်၍ဒီကိုနိုကိုဝယ်ယူချင်တယ်ဆိုလို့ရှိရင်ညီမတို့ company မှာရှိနေတဲ့ဒီအခန်းတွေကိုလာရောက်ပြီးဆက်သွယ်ပြီးဝယ်ယူနိုင်ပါတယ်ရှင်ဒီကိုနိုက ready to move ပဲမဟုတ်ပဲနဲ့ pre-sale ကွန်ဒိုဖြစ်တာကြောင့်ငွေချတဲ့အပိုင်းမှာအရင်က flexible ဖြစ်ပါတယ်ဒါအပြင်ဒီယုံကြည်ရတဲ့ developer ဆောက်လုပ်ထားတဲ့အတွက်ကြောင့်မလို့အရေးသွေးပိုင်းမှာရောအရင်ကယုံကြည်စိတ်ချရတဲ့ကွန်ဒိုဖြစ်တယ်ပေါ့နော်။ကဲ၍ဒီကွန်ဒိုနဲ့ပတ်သက်ပြီးတော့မှအခန်းအသေးစိတ်နဲ့အတူဈေးနှုန်းလေးတွေသိချင်တယ်ဆိုလို့ရှိရင်ညီမတို့ရဲ့ New Vista Property ကိုဆက်သွယ်ပြီးတော့မှစုံစမ်းနိုင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ရှင်